နေနေဘေးခံရတဲ့ရုပ်ချောချောလူငယ်လေးတယောက်ဘွားကနေကမ္ဘာဩဇာအကြီးဆုံးအာဏာရှင်ဖြစ်အောင်ကြိုးစားလာခဲ့သူလက်တလောကမ္ဘာဩဇာအာဏာအရှိဆုံးလူတွေကိုပြောပါဆိုရင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ပုံရန်မင်းကြီးလီယိုရုရှားသမ္မတဗလာဒီမာပူတင်နဲ့တရုတ်သမ္မတရှီကျင်းပင်တို့ကိုပြည့်မြင်မိကြမှာပါအဲ့ဒီထဲကမှဩဇာအရှိဆုံးအာဏာရှင်ကိုပြောပါဆိုရင်တရုတ်သမ္မတရှီကျင်းပင်လို့ပြောရမှာပါဘာလို့လဲဆိုတော့လက်ရှိတရုတ်နိုင်ငံရဲ့အခြေအနေကကမ္ဘာဒုတိယအင်အားကြီးဆုံးနိုင်ငံအဖြစ်နဲ့အမေရိကန်ကိုရှင်ပြိုင်နေတယ်လို့ရှီကျင်းပင်ရဲ့အာဏာကလည်းသူအသက်ရှင်နေတဲ့၍ဒါမှမဟုတ်ရင်သူမှတ်ညံမချိုးရင်းတဲ့၍စုပ်ကိုင်ထားနိုင်လို့ပဲဖြစ်ပါတယ်ရှီကျင်းပင်ကို1953ခုနှစ်ဇွန်လ15ရက်နေ့မှာတရုတ်နိုင်ငံရှန်ရှီပြည်နယ်ဖူပြင်မြို့မှာမွေးဖွားခဲ့ပြီးတော့သူဟာဟန်တရုံမျိုးနွယ်ဖြစ်ပါတယ်ရှီကျင်းပင်ရဲ့အဖေရှီကျန်းရွှမ်းဟာဆိုရင်တရုတ်ကွန်မြူနစ်ပါတီရဲ့ဝိုင်းတော်လှန်ရေးသမားတစ်ယောက်ဖြစ်ပြီးတော့မော်စီတုံးရဲ့ယုံကြည်ရသူဖြစ်ခဲ့တဲ့အတွက်ကြောင့်တရုတ်နိုင်ငံရဲ့ဒုတိယဝန်ကြီးချုပ်အဆင့်ထိတာဝန်ထမ်းဆောင်ခွင့်ကိုရရှိခဲ့ပါတယ်ဒါကြောင့်ရှီကျင်းပင်ကလေးဘွားကပြည့်ပြည့်စုံစုံနဲ့နေခဲ့ရတယ်လို့ပြောရမှာပါဒါပေမဲ့သူအသက်9နှစ်အရွယ်မှာတော့သူ့အဖေကိုယာတူကနေဖယ်ရှားခြင်းကိုခံခဲ့ရပြီးတော့ရှီတို့တမိသားစုလုံးလည်းဒုက္ခရောက်ခဲ့ရပါတယ်1966ခုနှစ်မော်စီတုံးရဲ့ယဉ်ကျေးမှုတော်လှန်ရေးစတင်လိုက်ချိန်မှာတော့ရှီရဲ့အဖေဟာတော်လှန်ရေးကိုစန့်ကျင်သူအဖြစ်ပုံဖော်ခံရပြီးတော့ထောင်ချခြင်းကိုလည်းခံခဲ့ရပါတယ်ကျန်ရတဲ့ရှီကျင်းပင်တို့မိသားစုကိုလည်းတဆူတစည်းတည်းမထားဘဲနဲ့တနေ့တယောက်စီလှုပ်ကြမ်းလုပ်ဖို့ဝေးလံခေါင်ပြောတဲ့ဒေသတွေစီကိုပို့ဆောင်ခြင်းကိုခံခဲ့ရပါတယ်ရှီကျင်းပင်ကတော့1969ခုနှစ်မှာလျံကြားရီဆိုတဲ့တောရွာလေးတစ်ရွာကိုအလုပ်ကျန်းလုပ်ဖို့ဆေးလိုချင်းကိုခံခဲ့ရပါတယ်အဲ့ဒီရွာကဂူအိမ်လေးထဲမှာ9နှစ်ကြာအောင်နေခဲ့ရပြီးတော့လေယာလုံရင်းနဲ့ပဲပင်မဲဆင်းရဲစွာဘဝကိုဖျက်ဆီးခဲ့ရပါတယ်ဒီလောကတွေကပဲသူ့ရဲ့စိတ်ဓာတ်ကိုကြမ်းခံအောင်လုပ်ပေးခဲ့တာဖြစ်ပြီးတော့တစ်ချိန်ချိန်မှာမော်စီတုံးလိုအနိုင်မဲ့အာဏာရှင်ဖြစ်ဖို့လည်းရည်မှန်းလာခဲ့ပါတယ်အဲ့ဒီရည်မှန်းချက်ကြောင့်တရုတ်ကွန်မြူနစ်ပါတီဝင်ဖြစ်ဖို့ကြိုးစားခဲ့ပေမဲ့တစ္ဆာပေါက်လိုသတ်မှတ်ခံရတဲ့ခေါင်းဆောင်တဦးရဲ့တာဖြစ်ခဲ့တဲ့အတွက်ပါတီဝင်အဖြစ်ညှင်းပယ်ခြင်းကိုခံခဲ့ရပါတယ်ရှီကျင်းပင်က9ချိန်တိုင်တိုင်ညှင်းခံခဲ့ရပေမဲ့ဇွဲမလျှော့ပဲထက်လျှောက်ခဲ့တာကြောင့်10ချိန်မြောက်မှာတော့ပါတီဝင်အဖြစ်လက်ခံခဲ့ကြပါတယ်1985ခုနှစ်မှာတော့ရွာသူရွာသားတွေရဲ့ထောက်ခံချက်နဲ့မြို့ပေါ်ကချင်းဝါတက္ကသိုလ်ကိုတက်ရောက်ခွင့်ရရှိခဲ့ပါတယ်ချင်းဝါတက္ကသိုလ်မှာ1989ခုနှစ်ထိ4နှစ်ကြာပညာသင်ကြားခဲ့ပြီးတော့သူ့အသက်26နှစ်အရွယ်မှာပဲဓာတုဗေဒအင်ဂျင်နီယာဘွဲ့ကိုရရှိခဲ့ပါတယ်။ဝယ်ရပြီးတဲ့အခါမှာလည်းအင်ဂျင်နီယာမလုပ်ခဲ့ပဲနဲ့သူ့ရည်မှန်းချက်အတိုင်းနိုင်ငံရေးလောကတွေကိုသူ့ဖေရဲ့မိတ်ဆွေဟောင်းဖြစ်တဲ့ဗဟိုစစ်ကော်မရှင်ထွေထွေသွင်းရင်းမှုစီမှာကိုရေးရာရှိရာတို့နဲ့ဝင်ရောက်လုပ်ကင်ခဲ့ပါတယ်။1982ခုနှစ်ရောက်တဲ့အခါမှာတော့အဲ့ဒီရာတို့ကနေနားယူပြီးတော့ဘယ်သူမှသွားပြီးတော့တာဝန်မထမ်းဆောင်ခြင်းနဲ့ဟေပေးပြည်နယ်လိုဝေးလံခေါင်ပြပြီးဆင်းရဲတဲ့ဒေသတွေမှာပါတီအတွက်တာရောက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။အဲ့ဒီဒေသမှာပြိုင်ဆိုင်မှုနဲ့ပါတဲ့အတွက်ပါတီအတွင်းရင်မှုတို့ထိပ်ပိုင်းရာထူးမျိုးကိုလွယ်လွယ်ကူကူမြင်မြင်ဆန်ဆန်နဲ့ရရှိခဲ့ပါတယ်။အဲ့ဒီကနေတစ်စစ်တပ်ထိပ်ပိုင်းရာရှိတွေရုံးဆက်ရာဖြစ်တဲ့ဖူးကျန်းပြည်နယ်မှာတာဝန်ထမ်းဆောင်ခွင့်ရရှိခဲ့ပြီးတော့စစ်ဘက်ရာရှိတွေနဲ့လည်းခိုင်မာတဲ့မိတ်ဖက်အဖြစ်တည်ဆောက်နိုင်ခဲ့ပါတယ်။ဖူးကျန်းကနေကြံကျန်းဒေသကိုရောက်ရှိတဲ့အချိန်မှာတော့ပြည်သူလူထုရဲ့ထောက်ခံအားပေးမှုကိုအမြင့်ဆုံးထိရောက်အောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ကြီးချင်းမြတ်ဗျူဟာကတော့ပြည်ဆိုင်မှုပြင်းထန်တဲ့ဒေသတွေမှာတာဝန်ထမ်းဆောင်မဲ့အစားပြည်ဆိုင်မှုနဲ့ပါတဲ့ဒေသတွေမှာတာဝန်ထမ်းဆောင်ပြီးတော့ပါတီကောင်းဆောင်တွေရဲ့ယုံကြည်မှုစစ်တပ်ရဲ့ယုံကြည်မှုပြည်သူလူထုရဲ့ယုံကြည်မှုကိုရယူဖို့ပဲဖြစ်ပါတယ်။သူ့ဗျူဟာကလည်းထိရောက်ခဲ့တယ်လို့ဆိုရမှာပါ။ရှီကျင်းပင်ဆိုတာနဲ့ယူသားကြိုးစားပြီးတော့နှိမ်ချတဲ့ပါတီဝင်ခေါင်းဆောင်အဖြစ်အားလုံးရဲ့သတ်မှတ်ခြင်းကိုခံခဲ့ရပါတယ်။ကျဲကျန်းဒေတာကနေရှန်ဟိုင်းဒေတာကိုပါတီခေါင်းဆောင်အဖြစ်တာဝန်ထမ်းဆောင်ချိန်မှာတော့ထိပ်ပိုင်းအဆင့်လက်စားမှုတွေကိုဖော်ထုတ်နိုင်ခဲ့တဲ့အတွက်ကြောင့်ရှန်ဟိုင်းမှာ9လလောက်ပဲတာဝန်ထမ်းဆောင်ခဲ့ရပြီးတော့အာဏာကြီးဆုံးနိုင်ငံရေးကော်မတီအဖွဲ့ဝင်အဖြစ်တာဝန်ထမ်းဆောင်ဖို့ဘေကျင်းကနေစင့်ခေါ်ခြင်းကိုခံခဲ့ရပါတယ်။2009ခုနှစ်မြို့သားညီလာခံအစည်းအဝေးရောက်တဲ့အခါမှာတော့ရှီကျင်းပင်ကနိုင်ငံရဲ့အာဏာရှိသောပေါ်လစ်ဗျူရိုအမြဲတမ်းကော်မတီအဖွဲ့ဝင်9ဦးတည်းကတဦးဖြစ်လာခဲ့ပါတယ်။အဲ့ဒီလိုနဲ့ရှီကျင်းပင်ကကြားရတာဝန်ကိုခြေပြွန်ထမ်းဆောင်ခဲ့ပြီးတော့ထက်လူကြီးရဲ့ယုံကြည်မှုတွေကိုရရှိခဲ့တဲ့အတွက်ကြောင့်မလို့တရုတ်နိုင်ငံရဲ့အမြင့်ဆုံးရာထူးကို2012ခုနှစ်နိုဝင်ဘာလ15ရက်နေ့မှာအာဏာလွှဲပြောင်းပေးရခြင်းကိုခံခဲ့ရပါတယ်။သူ့ရည်မှန်းချက်တွေအတိုင်းအမြင့်ဆုံးရာထူးကိုရောက်ရှိခဲ့တဲ့အချိန်မှာတော့သူ့ရဲ့စီနီယာတွေကိုလက်စားမှုနဲ့ရေးယူပြီးတော့ဖြုတ်ထုတ်ရှင်လုပ်ခဲ့ပါတယ်။တရုတ်နိုင်ငံကိုစီးရင်တွင်းကနေကယ်ထုတ်ခဲ့တဲ့တိန့်ရှောင်ပင်ရဲ့အနာခွဲမှုစနစ်ကိုလည်းပယ်ဖျက်ချင်တာကြောင့်သူ့ရဲ့နိုင်ငံသားရေးဝန်ကြီးကာကွယ်ရေးဝန်ကြီးနဲ့သူကြည့်မရတဲ့စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေကိုဖွဲ့ရှားခဲ့ပြီးတော့လေးလက်သွားတဲ့ရာထူးနေရာတွေမှာသူ့လူယုံတွေကိုအစားထိုးပြီးတော့အာဏာလုံးစုံကိုချုပ်ကင်ခဲ့ပါတယ်။ဒါတွေမကဘူးတိန့်ရှောင်ပင်ရဲ့သမ္မတသက်တမ်း2ကြိမ်သာယူခွင့်ရှိတဲ့ကန့်သတ်ချက်ကိုပယ်ဖျက်ခဲ့ပြီးတော့2023ခုနှစ်မှာတတိယအကြိမ်အာဏာယူခဲ့ပါတယ်။ဒါကြောင့်သမ္မတရှီကျင်းပင်ကမော်စီတုံးလိုမတင်မချင်းအာဏာကိုအကျွမ်းမဲ့စုပ်ကိုင်ထားနိုင်မှာပဲဖြစ်ပါတယ်။ရှီကျင်းပင်ကိုကြိုက်တယ်ဖြစ်စေမကြိုက်တယ်ဖြစ်စေတရုတ်နိုင်ငံကွန်မြူနစ်ပါတီသမိုင်းမှာတော့မော်စီတုံးကတရုတ်နိုင်ငံကိုတည်ထောင်ခဲ့သူတိန့်ရှောင်ပင်ကတော့တရုတ်နိုင်ငံကိုစည်ရင်းတင်းကနေကယ်ထုတ်ခဲ့သူရှီကျင်းပင်ကတော့ကမ္ဘာပထမဖြစ်အောင်ကြိုးစားနေသူအဖြစ်သမိုင်းတွင်နေမှာပဲဖြစ်ပါတယ်။